မင်္ဂလာပါဒီနေ့ကျမတို့ဆွေးနွေးကြမယ့်အကြောင်းအရာကတော့ Greg McKeown ရဲ့ Essentialism စာအုပ်ပါအရေးကြီးတာကိုဘယ်လိုရွေးမလဲဘယ်လိုအတ္တတွေလျှော့ချပြီးဘယ်လိုပိုကောင်းအောင်နေထိုင်မလဲဆိုတာတွေပေါ့ဟုတ်ကဲ့ခင်ဗျာဒီစာအုပ်ကတကယ်တော့အရာရာတိုင်းကိုလိုက်လုံနေတာထက်တကယ်တန်ဖိုးရှိတဲ့အရာနည်းနည်းလေးကိုခွဲတိပြီးအဲ့အပေါ်မှာပဲအားစိုက်ဖို့ပြောတာပါဟုတ်ပါတယ် non essentialist လို့ခေါ်တဲ့အရေးမကြီးတာတွေလိုက်လုံနေသူနဲ့ essentialist ဆိုတဲ့အနှစ်သာရကိုပဲဦးစားပေးသူဘယ်လိုကွာလဲဆိုတာကိုနားလည်သွားစေမယ်လို့မျှော်လင့်ပါတယ်ဟုတ်ကဲ့ဆိုတော့ဒီနေ့ကျွန်တော်တို့အဓိကကြည့်ချင်တာကဒီစာအုပ်ထဲကအဓိကအချက်အလက်တွေကို top note ပြီးတော့လေနေ့စဉ်ဘဝမှာဘယ်လိုထုံးလို့ရမလဲဆိုတာကိုရှာဖွေဖို့ပါပဲကောင်းပါပြီဒါဆိုအရင်ဆုံးအရေးမပါတာတွေရဲ့ထောင်ချောက်ထက်ဘယ်လိုကျသွားတယ်လဲဆိုတာစပြောကြည့်အောင်လားစာရေးသူကိုယ်တိုင်ကြုံခဲ့ရတဲ့အဖြစ်လေးသူရှိတယ်သူဇနီးကကလေးမွေးပြီးနာရီပိုင်းလေးပဲရှိသေးတယ်အရေးမကြီးဘူးလို့သူကိုယ်တိုင်သိနေတဲ့ client meeting တခုကိုညှင်းဖို့အာနာလို့တွားလိုက်တယ်။အိုးတော်တော်ကြတဲ့ဖြစ်မှာပဲ။ဟုတ်တယ်လူတွေကိုကျဉ်နှံ့စေချင်လို့ yes လို့ပြောလိုက်တာပေါ့။ဒါပေမဲ့အဆုံးမှကျတော့ကိုမိသားစုအတွက်အရေးကြီးတဲ့အချိန်လဲလွတ်သွားတယ်။ကိုသိခါလဲကြတယ်။ client နဲ့တောင်ဆက်ဆံရေးကအဆင်မပြေဖြစ်သွားတော့ဒါတော်တော်များများကြုံဖူးမယ်ကိစ္စမျိုးပဲ။တစ်ဖက်သားစိတ်ဆုံးမှာဆိုလုံးကိုယ့်အတွက်အရေးကြီးတာကိုနောက်ပို့လိုက်တာမျိုးပါလေ။အဲ့ဒါကိုစာအုပ်ထဲမှာအောင်မြင်မှုရဲ့ဝိရိုဒိဆိုပြီးသုံးထားတယ်။ paradox of success ပေါ့အောင်မြင်လာလေအခွက်အလိုင်းလေးတောင်းဆိုမှုတွေများလာလေအဲ့ဒီအခါကျကိုမူလကဘာကြောင့်အောင်မြင်ခဲ့လဲဆိုတဲ့အဓိကအရာတွေကိုမိတ်ပြီးဟွာရော့ဒီယာရော့လိုက်လို့ရင်အာယုံပြန့်သွားတာမျိုးဟုတ်တယ် undisciplined pursuit of more ဆိုတာအဲ့ဒါပဲဒီလိုထောင်ချောက်ကနေလွတ်ဖို့ဆိုရင်ပထမဆုံးကကို့မှာရွေးချယ်ခွင့်ရှိတယ်ဆိုတာကိုအရင်လက်ခံဖို့လိုတယ်လို့ဆိုထားတယ်နော်ဟုတ်ပါတယ်အဲ့ဒါအရေးကြီးတယ်ကျွန်တော်တို့ကများသောအားဖြင့်ငါဒါကိုလုပ်ရမယ်ဆိုတဲ့ပုံစံမျိုးတွေးမိတတ်တယ် I have to ပေါ့ဟုတ်တယ်မဖြစ်မနေလုပ်ရမယ်ဆိုခံစားချက်ကြီးအဲ့ဒီအစားငါဒါကိုလုပ်ဖို့ရွေးချယ်တယ် I choose to ဆိုပြီးပြောင်းတွေးဖို့လိုတယ်အဲ့လိုကို့မှာရွေးချယ်ခွင့်ရှိတယ်လို့မြင်လိုက်တာနဲ့အခြေအနေကိုကိုကထိန်းချုပ်နိုင်တယ်လို့ခံစားရတယ်လေအဲ့ဒီလိုရွေးချယ်နိုင်စွမ်းရှိပြီဆိုရင်တော့ဘာကတကယ်အရေးကြီးပြီးဘာကအရေးမကြီးဘူးလဲဆိုတာခွဲခြားဖို့လိုလာပြီပေါ့ဒီဇိုင်နာကြီးဒီဒေါ်ရမ်စ်အချောင်းပြောထားတာလေးစိတ်ဝင်စားဖို့ကောင်းတယ်သူကအရာလိုနေပါဟာစူညံတန်နေပဲလို့ယုံကြည်တယ်တဲ့ဆိုလိုတာကတကယ်အနှစ်သာရရှိတာကနည်းနည်းလေးပဲကျန်တာတွေကမလိုအပ်တဲ့အနောက်ရှက်တွေဆိုတဲ့သဘောသူကအဲ့မလိုအပ်တာတွေကိုဖယ်ထုတ်ပြီးအနှစ်ကိုပဲရှာခဲ့တာသူရဲ့ record player design ဆိုအစပိုင်းမှာဝေဖန်ခံခဲ့ရမယ်မြနောက်ပိုင်းမှာစံတစ်ခုဖြစ်လာတယ်နော်ဟုတ်တယ်အဲ့ဒါက Pareto principle လို့ခေါ်တဲ့ 80-20 rule နဲ့တွားတူတယ်ကျွန်တော်ရဲ့စူးစမ်းမှု20%လောက်ကရလိုက်80%ကိုပေးတယ်ဆိုတာမျိုးWarren Buffett တို့လိုယင်းနှိမ့်မြုပ်နှံသူတွေတောင်အခွင့်အလမ်းများကြီးတဲ့ကတိတ်ကောင်းတဲ့ထင်တဲ့အ ਨੇ စုကိုပဲရွေးပြီးအကြီးကျယ်ရင်းနှီးတာလေ essentialist ဆိုတာကအဲ့ဒီအရေးပါတဲ့အ ਨੇ စု vital few ကဘာလဲဆိုတာကိုရှာနေတဲ့သူပဲဒါပေမဲ့လက်တွေ့မှာအဲ့ဒီအရေးကြီးဆုံး 20% ကိုဘယ်လိုရှာမလဲအဲ့ဒါကနည်းနည်းတော့ခေါင်းစားနိုင်လောက်တယ်ဟုတ်တယ်အဲ့ဒါတော့ကတော့အချိန်ပေးပြီးစဉ်းစားရမှာပေါ့ကိုမေးရမယ်ဒီလောက်ကတကယ်ပဲငါရဲ့အကောင်းဆုံးပံ့ပိုးကူညီမှုကိုပေးနိုင်ရဲ့လားဆိုတာမျိုးပြီးတော့လေအရေးကြီးဆုံးကတခုခုကိုရွေးလိုက်ပြီးဆိုတခြားဟာတွေကိုစုံလို့ရမယ်ဆိုတဲ့အပေးယူသဘောတရားကိုလက်ခံဖို့ပဲ trade off ပေါ့အော် Southwest လေကြောင်းလိုင်းဥပမာကဒီအချက်ကိုရှင်းသွားစေတယ်သူတို့ကဈေးနှုန်းချိုသားမှုကိုအဓိကထားလို့တခြားအရာတွေဥပမာခီးစဉ်တိုင်းမပြန်တာအစားအသောက်ကောင်းကောင်းမကျွေးတာ first class မထားတာဒါတွေကိုတမင်တကာစွန့်လွတ်ထဲတာမှန်ပါတယ်အဲ့ဒါကို trade offs by design တမင်တကာရွေးချယ်ထားတဲ့အပေးယူလို့ခေါ်တယ် continental လိုပြိုင်ပတ်တွေက southwest လိုဈေးလက်တတ်တာချင်းကိုယ့်ရဲ့မူလဝန်ဆောင်မှုတွေလည်းမလျှော့ချင်းလုကခါမအောင်ငင်ဘူး straddling strategy လို့ခေါ်တယ်ဟုတ်ကဲ့ရှင်းရှင်းလင်းလင်းမရွေးချယ်နိုင်ခဲ့လို့ပေါ့တခုကို yes ပြောရင်နောက်တစ်ခုကို no ပြောရမယ်ဆိုတာကိုလက်ခံရမယ်အတိအကျပဲအဲ့ဒါကိုလက်မခံနိုင်ရင်ဘယ်ဟာကိုမှတေချာအားဆိုင်နိုင်မှာမဟုတ်ဘူးဟုတ်ပြီဒါဆိုအရေးကြီးတာရွေးပြီးအပီးယူလေးလုပ်ပြီးဆိုရင်တော့နောက်ဆုံးအပိုင်းကအကောင့်ထည့်ဖို့မှုပဲဒီနေရာမှာ exception sleep ရဲ့အရေးပါပုံကိုထည့်ပြောထားတာတတိထားမိတယ်ဒါကလူတွေတိတ်အရေးမလုပ်တဲ့အချက်တယောပညာရှင်တွေကိုလေ့လာတဲ့အခါ
အတော်ဆုံးသူတွေကလေ့ကျင့်ခြင်းပိုများရုံမကဘူးနော်တာမန်တွေထက်တိတိတာတာကိုပိုအိတ်ကြတယ်တဲ့ ဟဲ့ဟုတ်လားစိတ်ဝင်စားစရာပဲ ဟုတ်တယ်အိတ်ဆက်ခြင်းကကိုယ့်ရဲ့အဓိကရင်းနှီးမြှုပ်နှံမှုထက်တဲ့ဦးနှောက်နဲ့ခန္ဓာကိုယ်ကိုပြန်ပြီးကယ်လို့တာပဲလေဒါကိုကကွယ်တာက essentialist ဆိုတိတ်အရေးရှိတယ်နောက်တစ်ခုက start small အသေးစားအောင်မြင်မှုတွေကစတင်ဖို့ဆိုတာလား ဟုတ်တယ်ကြီးကြီးမားမားပန်းနိုင်ကြီးကိုတားမကြည့်ပဲနဲ့သေးသေးလေးတွေဒါပေမဲ့တန်ဖိုးရှိတဲ့တိုးတက်မှုလေးတွေကိုအရင်လုပ်အဲ့ကနေအချိန်လေးရအောင်တိဆောက်ပြီးမှရှေ့ဆက်သွားဖို့ပေါ့ ဆိုတော့အထီးကအားလုံးကိုခြုံပြောရင်တော့ less but better ပေါ့ short လို့ဒါပေမဲ့ပိုကောင်းအောင်လို့ဆိုတဲ့သဘော အဲ့ဒါပါပဲအနစ်ချုပ်ရရင် essentialism ဆိုတာအဲ့ဒီအတွေ့ခေါ်ပဲ ဒီနေ့ဆွေးနွေးခဲ့တာတွေကိုပြန်ကြည့်လိုက်ရင်အထီးကတော့ကိုယ့်အတွက်တကယ်ရေးကြီးဆုံးရာကိုရွေးချယ်တတ်မှတ်နိုင်ဖို့ပြီးရင်အရေးမပါတာတွေကိုရဲရဲဝံဝတ် no လို့ပြောပြီးဖယ်ရှားပြဖို့နောက်ဆုံးအဲ့ဒီရွေးချတဲ့အရာပေါ်မှာပဲစနစ်တကျနဲ့အားစိုက်အကောင့်ထဲဖို့ဆိုတဲ့အဆင့်ဒီပဲเนาะ ဟုတ်ကဲ့ရွေးချယ်နိုင်စွမ်းကိုအတုံးချမယ်အရေးပါတဲ့အ ਨੇ စုကိုခွဲခြားသိမြင်မယ်အပြေးယူလို့ရတဲ့တတ်တည်ရှိမယ်ပြီးတော့ရွေးချယ်ထားတာကိုစနစ်တကျအကောင့်ထဲပေါ်မယ်ဒါတွေအားလုံးပေါင်းစပ်လိုက်မှတကယ် essentialist ဘဝကိုရောက်မှာပါ အားကိုသုံးပြီးကိုယ့်ရဲ့အမြင့်မားဆုံးပံ့ပိုးကူညီမှု highest contribution ကိုပေးနိုင်မဲ့တခြားပေအရာတစ်ခုကိုလှုပ်ဆောင်မလဲ စဉ်းစားစရာမိကွန်းကောင်းမယ် ဒီမေကွန်းလေးကိုဆက်ပြီးဆင်ခြင်ကြည့်ဖို့တိုက်တွန်းရင်းနဲ့ပဲဒီနေ့အတွက်ဒီမှာပဲရန်နာလိုက်ပါစေနောက်တစ်ပတ်ပြင်ဆုံးကြတာပေါ့